မောင်ဘက်ကထွက်တဲ့ကြောက်ကူရခိုင်တုတ်လေးတုတ်စားမှုကြလားဒီနေ့တော့ပင်လယ်မှာပေါ်တဲ့ဒီကြောက်ကူကိုရခိုင်တုတ်လေးတုတ်စားဖြစ်တာလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်တုတ်ဒီလေးကိုဗီဒီယိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးပါအောင်နော်ဒါကတော့မသက်စင်ရသေးတဲ့ကြောက်ကူလေးကိုရေအရင်ဆေးမယ်ပေါ့နော်ဒါကမသက်စင်ရသေးတဲ့နေထားပေါ့နော်ရေ3ချိန်လောက်ဆေးလိုက်ပါတယ်ကြောက်ကူမှာပါတဲ့အမိုက်တွေကြောက်တွေကိုဖယ်လိုက်ပါမယ်เนาะစားတဲ့အခါကျလို့ရှိရင်ဒီကြောက်တွေကိုက်မိတာအဆင်မပြေဘူးပေါ့เนาะအားကြောင့်တေချာလေးကိုရွေးရပါတယ်ကြောက်တွေကိုဖယ်မယ်အမိုက်တွေကိုဖယ်မယ်ပေါ့เนาะပြီးရင်ရေထပ်ဆေးပါသေးတယ်ဒါကြတော့အချင်းနဲ့နည်းနည်းနေပြီးတော့ဆေးမယ်ပေါ့เนาะအချင်းတစ်ခုခုသုံးလို့ရပါတယ်မကြီးသီးတရက်သီးမယန်းသီးပေါ့เนาะအချင်းနဲ့ဆေးလိုက်မှဒီကြောက်ကြိုးလေးတွေကတုတ်တဲ့ခါကျလို့ရှိရင်အီလေးစားလို့ကောင်းတယ်ပေါ့နော်ပြီးရင်ရေဆေးပြီးတော့တခြားလေးတန့်စင်ထားမယ်ပေါ့နော်ချင်းဖက်တွေကိုကြတော့ဖယ်လိုက်ပါမယ်တုံးမဲ့နေထားရအောင်ရေတခြားပြအောင်ညှစ်ပြီးလို့ရှိရင်ဒီလိုမျိုးနေထားဆိုလို့ရှိရင်တုတ်စားလို့ရပြီပေါ့နော်ဒါကတော့ထမင်းဘူးထည့်သွားဖို့အတွက်ဆိုပြီးတော့ထည့်ထားတာပေါ့နော်ပြီးရင်ဒီပကံလေးနဲ့ကြတော့တုတ်စားမယ်အခုတုတ်စားမယ်ပေါ့နော်ဒါကတငယ်ချင်းတွေကိုကျွေးဖို့အတွက်ထည့်ထားတာပါလိုအပ်တဲ့ပစ္စည်းလေးတွေကကြတော့ကြက်သွန်ဖြူငရုတ်သီးစိမ်းတံမြာသီးပေါ့နော်ပြီးရင်ငရုတ်ကောင်းမုံမဟုတ်လို့ရှိရင်လည်းငရုတ်ကောင်းစစ်သုံးလို့ရတယ်ပေါ့နော်ပြီးရင်ငပိစာငါးမုံတော့မဟုတ်ကြက်သားမုံသုံးလို့ရပါတယ်ကြက်သွန်ဖြူငရုတ်သီးစိမ်းစာငရုတ်ကောင်းမုံကိုထောင်းလိုက်ပါမယ်ပုံမှန်အားဖြင့်တော့ငရုတ်ကောင်းစစ်သုံးကြတယ်ပေါ့နော်မအောင်ဖက်မှာဆိုလို့ရှိရင်ထက်ကျော်ကငရုတ်ကောင်းမုံပဲရှိလို့အမုံပဲသုံးလိုက်တယ်ပေါ့နော်ပြီးရင်ငါးမုံတော့မဟုတ်ကြက်သားမုံနည်းနည်းထည့်ပါမယ်မြင်ငပိပါရခိုင်တုတ်တွေမှာအဓိကကမြင်ငပိပဲပေါ့နော်မြင်ငပိကောင်းလို့ရှိရင်အရသာလည်းစားကောင်းတယ်ထောင်းထားတဲ့ငရုတ်သီးနစ်လေးကိုသုံးမဲ့ပကံလေးကိုထည့်မယ်ပြီးရင်ဒါထမင်းဘူးထည့်သွားမယ်ထည့်ကိုလည်းတခါတည်းဘေးနားလေးကပ်ပြီးထည့်ထားမယ်ပေါ့နော်ပြီးရင်တံမြာသီးညှစ်ပြီးတော့တုပ်ယုံပါပဲအရင်တခါလဲဒီကြောက်ကူရခိုင်တုပ်ကိုရခိုင်စကားလေးနဲ့မအောင်စကားလေးနဲ့ပြောပြီးတင်ထားတယ်ပေါ့နော်ဒီတခါတော့အကုန်လုံးနားလည်အောင်လို့ဗမာစကားလေးနဲ့ပဲတင်လိုက်ပါတယ်ဈေးတွေထဲမှာဒီလိုမျိုးရခိုင်ဘက်ကလာတဲ့အစားအစာတွေတွေ့လို့ရှိရင်လည်းတုတ်စားလို့ရအောင်ပေါ့နော်နီလန်းလေးမျှဝေတာပါဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ချင်းများအားလုံးကိုစိတ်နှပြကျန်းမာပျော်ရွှင်ကြပါစေဘိုင်ဘိုင်